စစ်ဆိုရရဲ့2008ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုမွန်မျိုးသားဒီမိုကရေစီဖွဲ့မှလက်မခံနိုင်ကြောင်းနဲ့အပြည်ပြည်ဆိုင်ရာကလက်ခံနိုင်မဲ့ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေဖြစ်မြောက်စေဖို့ပြည်လဲပြင်ဆင်ရေးဆွဲရမယ့်ကိစ္စရပ်တွေကိုသုံးပွင့်ဆိုင်ဆွေးနွေးရေးဖြင့်သာအဖြေရှာနိုင်ကြောင်းမွန်မျိုးသားဒီမိုကရေစီဖွဲ့ဒုဥက္ကဋ္ဌနိုင်ငွေသိန်းကအခုလိုပြောကြားခဲ့ပါတယ်။ဒီဖွဲ့စည်းအုပ်ချုပ်ပုံအပြန်နဲ့သုံးပွင့်ဆိုင်တွေ့ဆုံပြီးတော့ခုနကတိုင်းရင်းသားရဲ့လူ့ဒီမိုကရေစီရဲ့ပြီးတော့နားဖာရဲ့ပေါင်းပြီးတော့ဒီပြန်လဲပြင်ဆင်စားရှိတာကိုပြင်ရေးဖို့ပြင်ရေးပါသာခုနကဒီဥစ္စာကခုနကအပြီးခဲလက်ခံတဲ့ဖွဲ့စည်းဖြစ်လာမယ်။အဲ့တော့ဖြစ်တယ်ဖို့တို့ကလည်းနိုင်ငံကြီးမှလည်းအရင်လွတ်ပါမွန်မျိုးသားဒီမိုကရေစီဖွဲ့အတွင်းရေးမှူးအမှတ်1မဲဆန္ဒနယ်မြေရေးမြို့ပြည်သူ့လွှတ်တော်အမတ်ဒေါက်တာမင်းစိုးလင်းကလည်းလက်ရှိချိန်နေမှာမွန်မျိုးသားဒီမိုကရေစီဖွဲ့ရဲ့ရည်တည်ချက်နဲ့မွန်ပြည်သစ်ပါတီတို့ရဲ့ရည်တည်ချက်များတူညီနေကြကြောင်းမွန်ဘာသာနဲ့အခုလိုပြောကြားခဲ့ပါတယ်ရှင်။နိုင်ငံဘုဒ္ဓမွန်တမွိုက်ကဒီတော့လူပူကပကဟမ်နာနိုင်ငံပွေဟမ်ကလေးပွေကမန်မဟရမ်မိုရဟမ်ကိစီယာနှုတ်ဂျန်နော်ကိုရတာမွန်နုံမဘမ်ปรองไห้กับบุหมานบุญหอมดีปูกลึกมูนมาเบิ่มปรองไห้กับโมดหอมดีเดี๋ยวดับผ้าบุกกเสียพอดมันมาเวลาแต่ละปนปูจะนะก็คนหนึ่งแรงหอมเสียก็เลยต่อกลมหมกเสียก็แต่ถ้ากลมคนหนึ่งแรงจะนะก็จะเชื่อไปกับปุยหนุ่มจะเชื่อไปกับปุยต่อดีนู่สจางบัตรกรักแต่ปรองไล่กับปุ้ยหนอนู่สจางแต่ปรองไล่กับปุ้ยก็ปุป้าฮัตตอนถึงได้รอป้าบดได้รอทำดีเตากลมก็สอมมนปุ้ยปุ้ยผ่อนมันไอช่องก็เกิดมาปุ้ยเล่งพีสุดวันกลมก็สอปุ้ยปุ้ยผ่อนมันเบิกบุดีแล้วก็บอกปุ้ยตาลังกันได้เนาะเบรุบ้าบุ้ยเลยแต่ไม่เขาเลยရွေးကွက်ကော်မရှင်ကမထွက်ပြီးတဲ့တရင်ကြတာကနာမည်ဟောင်းတယ်လက်မခံဘူးလူဟောင်းနေတယ်ထိုးရဟောင်းတယ်လက်မခံဘူးပြောတယ်။ဒါမို့ကဒီဥစ္စာကအတားပဲနေဥတွေနဲ့ဥတွေထွက်လာပြီးတော့မသိဘူး။ဒါပေမဲ့ဒီတိုင်းသားဘောင်းစုံကနေဆုံးဖြတ်ထားတဲ့ဟာကကိုယ်ကဒီဟာကိုဘဝင်မှုလို့ဆုံးဖြတ်ထားတဲ့အတွက်ဒါကျွန်တော်တို့ကဒီလမ်းစဉ်နဲ့သွားပါ။ဒါကျွန်တော်တို့တော့ဆုံးဖြတ်ချက်ကတော့လေးလာတွေ့ရအကယ်လို့ပြည့်စုံဆွေးလုပ်ပြီးတော့ဖွဲ့စုံရောပြင်ဆင်လို့ရှိရင်ကျွန်တော်တို့ကဒီဥစ္စာကိုတို့ဆိုင်ဆွေးနွေးလို့ဟိုကလည်းနှိမ့်နှံ့ရတယ်အဖြေရတယ်အဖြေရလက်ပေါ်ပြီးတဲ့ဖွဲ့စုံဖြစ်လာမယ်ဆိုတာလူ့ဘဝရောလူ့တောင်းဝင်2010ဇန်နဝါရီလ1ရက်နေ့ကစပြီး18ရက်နေ့အထိမွန်ပြည်နယ်ရေမြုပ်နယ်အတွင်းရေချောင်းပြားဒေသမှာရှိတဲ့မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်မှာကျင်းပခဲ့တဲ့တတမအကျိန်မွန်ပြည်သစ်ပါတီဗဟိုညီလာခံမှာမွန်ပြည်သစ်ပါတီအနေနဲ့စစ်စုရကျင်းပမဲ့2010ရွေးကောက်ပွဲဝင်ရေးမဝင်ရေးကိုပါတီဝင်ကိုယ်စားလှယ်များအပြန်လှန်သုံးသပ်ခဲ့ကြပြီးဆုံးဖြတ်ချက်ချခဲ့ကြပါတယ်အဲ့ဒီဆုံးဖြတ်ချက်ကတော့စစ်စုရပြုလုပ်ခဲ့တဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမွန်ပြည်သစ်ပါတီအနေနဲ့လက်မခံပယ်ချခဲ့ပြီး2010ရွေးကောက်ပွဲကိုလည်းဝင်မည်မဟုတ်ကြောင်းအခိုင်အမာဆုံးဖြတ်ချက်ချခဲ့ကြပါတယ်ခင်ဗျာမွန်ပြည်သစ်ပါတီရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့ပါတီရွေးကောက်ပွဲကျင်းပရေးကော်မတီတို့ကချမှတ်ထားတဲ့နည်းဥပဒေရအတိုင်းရှေ့လုပ်ငန်းစဉ်များဆွေးနွေးသုံးသပ်ချမှတ်ပြီးဗဟိုအဆင့်မှအောက်ခြေမြို့နယ်များအစစ်စစ်တို့ကိုလျှို့ဝှက်မဲဆန္ဒစနစ်ဖြင့်အသစ်ပြန်လဲရွေးချယ်ကြပြီးဗဟိုကော်မတီဝင်များကကျမ်းသစ္စာကျိန်ဆိုက2009ခုနှစ်ဇန်နဝါရီလ18ရက်နေ့တွင်တတမအကြိမ်မြောက်မွန်ပြည်သစ်ဗဟိုညီလာခံကိုအောင်မြင်စွာကျင်းပခဲ့ပါတယ်ခင်ဗျာ